လို့လေအရန်ဝမ်းသာတယ်ကြည့်နေပြပေးဒါဘသူတောင်ရေဘူးကရောဟုတ်လားဒီနေ့တော့ဒီမင်းသားနဲ့မတွေ့ကြပြီလေမိုးတရနဲ့မတွေ့ကြရင်နော်ဟုတ်တယ်မင်းသားနဲ့မတွေ့ရင်တော့ကြပြီတော့ကြပြီလေဆိုတော့ဟိုမောင်းတော့ရောက်ကလေးအောင်မပြည့်ရနေထားဒီမဲ့နောက်မြန်မာပြည်ပြန်လာတဲ့တတိနော်တတိတွေ့ရတာရန်ဝမ်းသာတွေ့ရတယ်ဒီမဲ့တကူတကနဲ့လာတော့တော်တယ်မလာဘူးဟုတ်မရောက်ဖြစ်လည်းမလာဘူးကားကောင်းလိုက်လားဘယ်လောက်ပေးရဒီတရားတစ်စက်အခုကမောင်တော့ကိုကျွန်တော်တို့ရောက်နေတာပါဖြစ်ပါတယ်ဒီမောင်တော့ကိုကျွန်တော်ကတော့မကြခဏရောက်ပါတယ်ဘာကြောင့်ရောက်တာလဲဆိုရင်ကျွန်တော်ဥပမောင်းတဲ့အတွက်ကြောင့်ဒါမကြရောက်ပါတယ်ကိုတငယ်ချင်းတွေလားလေတဲ့အတွက်ကြောင့်ဒီမောင်တော့ကိုကျွန်တော်လိုက်ပို့တာဖြစ်ပါတယ်ဒီမောင်တော့ကိုကျွန်တော်ရောက်တာဘယ်လောက်ရှိသွားပြီလဲဆိုတော့2နှစ်နဲ့3 လလောက်ရှိပါပြီကိုတငယ်ချင်းတွေကိုကျွန်တော်မောင်တော့ကိုလိုက်ပို့ပါဖြစ်ပါတယ်ဒါတငယ်ချင်းတို့လက်ခေအောင်လို့အခုကဆိုရင်ဖြင့်ကိုသိန်းသားမောင်အခုကဆိုရင်ဖြင့်ဒါကကိုမိုးသူရတကယ်အထင်းတစ်ယောက်နဲ့ကျွန်တော်ကအတူသွားတာဖြစ်တဲ့ကြောင့်အရန်ဝမ်းသာပါတယ်ဒါစီတီဇင်လေးဒါကတော့ဘင်းကလေးဘယ်လိုဒီပလန်ချမလို့စဉ်းစားထားတယ်ဒီမဲ့တကယ်အာရနဲ့ဒီလောက်ရပြီးမှမဟုတ်လားစဉ်းစားလို့အရန်ကောင်းတယ်ဗျာအတွေ့ခေါ်တယ်ပြည့်တယ်လေရန်စဉ်းစားလို့ကောင်းတယ်အတွေ့ခေါ်လေးကောင်းတဲ့နေရာမှာအများတို့အနာဂတ်ပလန်ပြချပလန်ကိုထောက်ရကြအတွက်နောက်အလံမှာပြပလန်ချဖို့အေးလေစဉ်းစားလို့ရန်ကောင်းတဲ့နေရာမှာလေနာကပလန်ကတော့ဒါအရင်ဆုံးဘာလို့မလဲပေါ့နော်ကလေး3 4ရက်လောက်မွေးလိုက်ရအရင်ဆုံးဘာလို့မလဲဆိုကိုရည်ရွယ်ချက်နဲ့ကိုလောက်ရတာလေလောက်တခုလောက်တယ်ဆိုတာဒါဆိုလို့ရှင်ဘုရားဆိုလို့ရှင်ဒါတရားပေါ်မြန်မာပြည်ပြန်မယ်မိမယူမယ်ဒီခါလေးရောက်တော့ကိုတယောက်တည်းဆုံးဖြတ်ချက်ချတဲ့ကိစ္စမျိုးအားလေးအချိန်နေနဲ့ချိန်ကကြည့်ပြီးတော့လောက်ရတယ်လှုပ်ရှားရတယ်ရှိတယ်အဲ့လိုမျိုးပေါ့နော်ကျတော့ခုတယောက်တည်းလုံနေတော့ဒီလိုပဲကိုယ်တင်ငယ်ချင်းမောင်းနေတယ်တွေ့တယ်ဒီလိုဒီသွားကြတယ်လာကြတယ်အလုပ်တစ်ခုကိုပေါ့ပါလေးလုပ်နေလို့ရတယ်ပေါ့နော်တကယ်လို့ကိုယ်မိသားစုနဲ့ဖြစ်လာလို့ရှင်ဒီဘယ်လိုပြောမလဲကိုယ်တငယ်ချင်းနေနဲ့အရင်လိုနေလို့မရတော့ဘူးခါလေးတငယ်ချင်းနေတော့ငါပြောလို့ချင်းကိုယ်မိသားစုတွေဆင်ပြရတာရှိတယ်အလုပ်ကိုမျိုးဒီကြောင်းနေရခဏတိုင်းကိုကဒီလုပ်ကိုမကြိုက်ဘူးဆိုချင်းပြောင်းလို့မရဘူးကိုယ်မှမိသားစုရှိနေတဲ့အတွက်ဝင်ငွေကပုံမှန်လဲပတ်နိုင်အောင်လုပ်ရအောင်အဲ့လိုမျိုးနေထားတစ်ခုဖြစ်သွားတယ်နော်အဲ့ဒီစဉ်းစားရမှာပေါ့မျိုးဆက်တဲ့second generation တွေအေးပါရုပ်ချောတဲ့လူကြကြတော့အားတော့ယူရမယ်လို့ရှိရပါတော့ဘုဒ္ဓရာဒါမကြမီချိန်တွင်းမှာပေါ့နော်ပြီးတော့ပြန်ပြီးတော့သူလဲမျိုးဆက်တဲ့တွေကိုပေါက်ဖွားတော့မယ်ဟုတ်တော့မယ်ကိုင်းထဲမှာအဲ့လိုမျိုးပေါက်ဖွားရတယ်ဘယ်လိုပျော်ချင်မှုရှိရလားဒါအတွေ့အကြုံသူကသူကအတွေ့အကြုံတွေမေးရမယ်လေဒါတော့ဒါဘဝတစ်ခုတည်းဒါပျော်စရာကောင်းတယ်လို့ပဲပြောရမှာဟုတ်တယ်မမှာဇွန်းနေပြီဒါကျွန်တော်ဟုတ်ဘူးတဲ့မှာညာပွဲတာကတကယ်ပြောချင်ဘာလို့ရပေးချင်မြန်မာဖုကဲမြန်မာဖုကျွန်တော်လည်းရတယ်ဘယ်လိုနေလဲငါလားပေါ့လားငါတော့ပင်နေဒီတဲ့ပေါ့ရင်တော့ပင်နေရမှာပဲ